ကျုံနဲ့ခန်းကျင်ဒီကိုရိုးရိုးမချက်တော့ဘဲနဲ့ဒီလိုလေးချက်စားကြည့်ပါဒီနေ့မှာတော့နေတိုင်းစားနေကြကြက်ဥကြော်ကြက်ဥပြုတ်တွေနဲ့ရိုးအီနေတဲ့သူတွေအတွက်ခန်းကျင်ဒီနဲ့ကြက်ဥလေးရှိုံနဲ့စားတော့ဆိုင်ကြီးတွေကဟင်းပွဲတွေလိုအရသာရောအမြင်မှာစမ်းတက်ပြီးတော့စားချက်စရာကောင်းတဲ့ဟင်းရနှစ်မျိုးကိုဇာတ်လမ်းလေးတစ်ပုဒ်လိုမျိုးတိတ်ချတင်ဆက်ပြီးသွားမှာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်အဆင့်1ခန်းကျင်ဒီခွက်လေးတွေဖန်တီးခြင်းအရင်ဆုံးလက်ဆက်ပြီးတော့ရွေစားခက်ကြီးခန်းကျင်ဒီ၃လုံးကိုယူလိုက်ပါခန်းကျင်ဒီရဲ့အပေါ်ပိုင်းအရင်ပိုင်းကိုဓာတ်ထထလေးနဲ့လှီးဖြတ်လိုက်ပါမယ်လှီးလိုက်တဲ့အပေါ်ပိုင်းလေးတွေကိုမလွတ်ပြတ်ပါနဲ့ဦးနော်ခဏနေပြန်သုံးစရာရှိလို့ပါပြီးရင်တော့ဇွန်လေးတစ်ချောင်းသုံးပြီးတော့ခန်းကျင်ဒီတွေကအစိတွေအနှစ်တွေကိုခန်းကျင်ဒီအခွန်မပါအောင်တတိထားပြီးတော့ခတ်ထုတ်လိုက်ပါမယ်ဒါဆိုရင်တော့လှပတဲ့ခန်းကျင်ဒီပကံလုံးလေးတွေရပါပြီရှင်အဆင့်2အစာတုတ်ခြင်းရလာတဲ့ခန်းကျင်ဒီခွက်လေးတွေကိုအရသာပုံပြီးသွားအောင်ပပလီးထားတဲ့ကြက်သွန်မိတ်လေးတွေအရင်ထည့်ပါမယ်ပြီးရင် cheese အချက်လေးတွေကိုအနီတော်လီးပြီးတော့တစ်ခွက်ကိုတစ်ချက်စီထည့်ပါမယ်အနံလေးပုံမွေးပြီးတော့စိတ်သွားအောင်ထောပတ်အတုံးတသေးလေးတွေပါထပ်ထည့်ပေးရမှာပါအဲဒီနောက်မှာတော့အဓိကဆက်လိုက်ဖြစ်တဲ့ကြက်ဥလေးတွေကိုတစ်ခွက်ကိုတစ်လုံးစီတသေးချာချာလေးဖောက်ထည့်လိုက်ပါမယ်ရှင်အခုဆိုရင်တော့ကြည့်ရတာအရန်ကိုချစ်စရာကောင်းနေပါပြီနော်အဆင့်3ဖောက်ရန်ပြင်ဆင်ခြင်းမိဖို့ရင်ထည့်ဖို့အတွက်ဖန်ပန်းလေးတစ်ခုကိုယူပါမယ်အောက်ကနေမကတ်သွားအောင်လို့တန်လင်းစီလေးနည်းနည်းဆမ်းပြီးတော့ဘန်းနဲ့တုပ်လိမ်ပေးပါပြီးရင်တော့စောစောကလီးဖိထားတဲ့ခင်းချင်သည့်အဖုံးလေးတွေကိုဘန်းပေါ်မှာအောက်ခံအဖြစ်ချထားပြီးတော့အဲ့ဒီပေါ်ကနေကြက်ဥထည့်ထားတဲ့ခင်းချင်သည့်ခွက်လေးတွေကိုတက်ပါမယ်ဒါမှဖုတ်တိတ်ချိန်မှာခင်းချင်သည့်လေးတွေရိုက်မသွားပဲမမတ်လေးရှိနေမှာပါအဆင့်4အရသာဖြည့်ခြင်းနဲ့မီးဖုတ်ခြင်းအရသာပိုရှိသွားအောင်လို့ကြက်ဥအပေါ်ကနေစားနေနေငြုံကောင်းမုံနေနေဖြူပေးပါတရုတ်နံနံလေးတွေပါထပ်ဖြူပြီးရင်တော့မယိုနီစ်လေးကိုအပေါ်ကနေနည်းနည်းစီညှစ်ထည့်ပေးပါမယ်နောက်ဆုံးမိအနေနဲ့ချက်ထားတဲ့ cheese အမြင်လေးတွေကိုအပေါ်ဆုံးကနေအုပ်လိုက်ပါမယ်ပြီးရင်တော့ air fryer ဒါမှမဟုတ် oven နဲ့ထည့်ပြီးတော့အပူချိန်200 degree Celsius နဲ့မိနစ်20ခန့်ဖုတ်ပေးလိုက်အောင်မယ်နော်ကဲအချိန်ပြည့်လို့မီးဖိုတွေကထုတ်လိုက်တဲ့အခါမှာတော့အပေါ်ရန် cheese လေးတွေအရေးပြောပြီးတော့ရွှေအောင်တန်းနေတဲ့ခင်းကျစ်ဒီကြက်ဥမီးဖုတ်လေးရပါပြီရှင်ကြက်ဥလေးကအိအိလေးနဲ့ခင်းကျစ်ဒီရဲ့အရေးရွှမ်းမှု cheese ရဲ့စိမ့်နဲ့အရသာတွေပေါင်းစပ်ထားတာမို့ဓာလေးနဲ့လှီးစားလိုက်ရင်ပါဇက်ထဲမှာအရသာတွေပေါက်ကွဲထွက်သွားသလိုခံစားရမှာအသိကြပါပဲဒုတိယတစ်မျိုးကတော့ပါမုတ်လေးနဲ့တို့စားမလားထမင်းပူပူလေးနဲ့နေစားမလားအရေးရွှဲရွှဲစော့အနှစ်လေးနဲ့စားခြင်းတွေအတွက်ထူးတင်လော်တဲ့ဟင်းပွဲလေးပါရှင်အဆက်တက်ပါဝင်ပစ္စည်းများပြင်ဆင်ခြင်းအရင်ဆုံးခင်းချစ်ဒီနီနီရဲ့သုံးလုံးကိုရေစအောင်ဆေးပြီးတော့အတုံးသေးသေးလေးတွေလှီးထားပါမယ်ပြီးရင်ကြက်သွန်ဖြူ3မွှားကိုအခွန်နှာဓားပြရိုက်ပြီးတော့နုံနုံဆင်းထားပါမယ်မျိုးပေါ့နီတစ်လုံးကိုလည်းအထဲကနေအစိတ်တွေဖဲထုတ်ပြီးအတုံးသေးသေးလေးတွေလှီးထားပါမယ်ရှင်အဆင့်နဲ့စော့အနှစ်ချက်ချင်းဒရုံးကိုမိဖို့တင်အပူပေးပြီးတော့တန်လွင်စင်းအနှင်းငယ်ထည့်ပါမယ်စီပူလာရင်နုံနုံဆင်းထားတဲ့ကြက်သွန်ဖြူလေးတွေကိုအရင်ထည့်ပြီးတော့မွေးလာတဲ့အထိစီးတက်ပါမယ်ပြီးရင်တော့လှီးထားတဲ့ငရုတ်ပွားနီတွေကိုထည့်ပြီးတော့မူးဣသွားတဲ့အထိမွေးပေးပါအဲဒီနောက်မှာတော့လှီးထားတဲ့ခင်းကျင်ဒီတွေကိုထည့်ပြီးခင်းကျင်ဒီတွေအရေးထွက်လာပြီးတော့စော့အနှစ်လေးဖြစ်လာတဲ့အထိမီးအေးနဲ့ချက်ပေးပါမယ်အဆင့်3အရသာသွင်းခြင်းစော်လေးဖြစ်လာပြီဆိုရင်တော့အရသာအတွက်စားလက်ဖက်ရည်စွန်းတစ်စုံအချင်းတက်ကိုထိမ့်ပေးဖို့တကြားစွန်းဝက်နဲ့မရုပ်ကောင်းမှုစွန်းဝက်တို့ကိုထည့်ပြီးတော့တမအောင်မှွေပေးပါပြီးရင်တော့လှုပ်ချက်လေးတစ်ခုအနေနဲ့ချက်ထားတဲ့ cheese လေးတွေကိုစော့အနှစ်ထဲကိုဖြူးထည့်ပြီးတော့အရေးပြောသွားအောင်မှွေပေးရပါမယ်ဒါမှစော့နစ်ကစိတ်ပြီးတော့ဆွဲဆောင်မှုရှိသွားမှာပါအဆင့်4ကြက်ဥထည့်ခြင်းစော်လေးစင်သေးဖြစ်ပြီဆိုရင်တော့ကြက်ဥ9လုံးကိုပကံလုံးအသေးလေးတွေကိုတစ်လုံးချင်းစီသတိထားပြီးတော့ဖောက်ထည့်ပါဒါမှကြက်ဥနှစ်လေးတွေမပေါက်သွားမှာပါပြီးရင်တော့အဲ့ဒီကြက်ဥလေးတွေကိုခရမ်းချင်းတီစော့နှစ်ပေါ်ကိုနေရာကြကြလေးအသားရလောင်းထည့်ပေးပါပြီးရင်တော့အိုးဖုံးကိုပိတ်ပြီးတော့3မိနစ်လောက်တိတ်ထားပေးပါအဆင့်5အချောတက်ခြင်း3မိနစ်ပြည့်လို့အဖုံးဖွင့်လိုက်ရင်တော့ကြက်ဥလေးတွေကအနည်းငယ်ကျက်လာပါပြီဒီအချိန်မှာကြက်ဥတစ်လုံးချင်းစီအပေါ်ကနေ cheese လေးတွေထပ်ဖြူပေးပါမယ်ပြီးရင်တော့အဖုံးပြန်ပိတ်ပြီးနောက်ထပ်5မိနစ်လောက်ထပ်တည်ပေးပါအချိန်ပြည့်လို့အဖုံးဖွင့်လိုက်တာနဲ့ပတ်စလီရွက်လေးတွေကိုပပလေးပြီးတော့အပေါ်ကနေဖြူပေးလိုက်ရင်တော့အယောင်သွေးစုံလည်ပြီးတော့အနံ့လေးရလေးဆာလာမှုကိုအမြင့်ဆုံးရောက်သွားစေမယ်ဟင်းပွဲတွေရပါပြီရှင်ဒီဟင်းလေးကခရမ်းကျင်သည်ရဲ့ချိုစိတ်စိတ်အရသာကြက်ဥရဲ့နူးညံ့မှုချီးစ်ရဲ့အမွှေးအကြိုင်တွေအချိုးကျကျပေါင်းဆက်နေရမှုမိသားစုထမင်းဝိုင်းမှာပဲဖြစ်ဖြစ်ဧည့်သည်လာလို့တက်ခင်းတာပဲဖြစ်ဖြစ်အားလုံးအကြိုက်တဲ့ဆွေမဲ့ဟင်းပွဲလေးပဲဖြစ်ပါတယ်ကဲဒီနေ့ညီမတို့ Cooking Record Channel ကနေတင်ဆက်ပေးသွားတဲ့ကျုံနဲ့ခရမ်းကျင်သည်ကိုအသုံးပြုထားတဲ့ဟင်းပွဲနှမျိုးတွေကဘယ်ဟင်းပွဲလေးကိုပို့သဘောကျလဲဆိုတာ comment မှာရေးပေးသွားပါအောင်ရှင်ကိုနိုင်ငံကိုဒေတာကနေဘယ်လိုပုံစံလေးတွေချက်စားလေးရှိလဲဆိုတာကိုလည်းမျှဝေပေးသွားကြလို့ရပါတယ်နော်ဒီဗီဒီယိုလေးကိုသဘောကျတယ်နောက်ထပ်အခုလိုချက်ပြုတ်နည်းအသက်ဆန်းလေးတွေကိုဇာတ်လမ်းလေးတစ်ပုဒ်လိုခန်းစားကြည့်ရှုခြင်းနဲ့ဆိုရင်တော့
ကျမတို့ရဲ့ Cooking Recap Channel လေးကို Like and Subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့နော်တငယ်ချင်းတွေမိသားစုတွေကိုလည်း Share ပေးဖို့တောင်းဆိုချင်ပါတယ်ရှင်အားလုံးပဲကျမ်းမာပျော်ရွှင်တဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေနောက်ထပ်ဗီဒီယိုသစ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်